အရှိတကုံရှိပေ40-60မြေတဝက်လင်းကျပ်သိန်း1000ကျော်အထိဈေးသက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ချမ်းမြေဈေးနှုန်းတွေစတိုင်မြင့်တက်လျက်ရှိရာမှာရန်ကုန်တိုင်းဒေသကြီးတကုံအရှိမြို့နယ်ရှိပေ40-60မြေတကွက်လင်းကျပ်သိန်း1000ကျော်အထိဈေးရှိလာတယ်လို့အင်ချမ်းမြေရဲ့ကျိုးတော်ဆောင်အတိုင်းဝိုင်းမှသိရပါတယ်။ယခုလိုအင်ချမ်းမြေဈေးတွေမြင့်တက်လာတာဟာရွှေဈေးမြင့်တက်လာတာနဲ့လည်းသက်ဆိုင်ပြီးရွှေဈေး300ကျော်အထိမြင့်တက်နေချိန်မှာရွှေထက်မြေတီးတန့်ဝယ်ယူလိုသူများပြားလာတယ်လို့ဆိုပါတယ်။လက်ရှိမှာအရှိတကုံတွင်ပေ20-60တကွက်လင်း3,500မှ3,1000အထိပေါက်ဈေးရှိပြီးပေ40-60တကွက်လင်းငွေကျပ်3,1000အထက်မှရှိနေတဲ့သူသိရပါတယ်။အင်ချမ်းမြေဈေးမြင့်တက်ခြင်းနဲ့အတူလက်တလုံးမှာတော့အရှိတကုံမြောက်တကုံတောင်တကုံနဲ့တကုံစိတ်ကမ်းမြို့နယ်တွေကမြေကွက်တွေအယောင်းဝယ်ပိုဖြစ်နေတဲ့သူသိရပါတယ်ရှင်။